ပေးသက်တွေစိတ်ဝင်စားစောင့်မျှော်ခဲ့ကြရတဲ့ရုရှားသားကြီးမာလီခင်နဲ့ရူရူအူမာကိန်းတို့ရဲ့မကြေပွဲကတော့မနက်ဖြန်တောက်ကြညမှာကြီးခွင့်ရတော့မှာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ဘက်ကတောက်ကြညပွဲတွေကိုအပိုင်းနှစ်ပိုင်းခွဲပြီးကျင်းပနေတာပေးသက်တွေအားလုံးသိရှိပြီးဖြစ်မှာပါ။ပထမတစ်ပိုင်းကိုတော့ The Inner Circle လို့အမည်ပေးထားပြီးဒုတိယပိုင်းပွဲစဉ်ကိုတော့ One Friday Fight 154ခေါင်းစဉ်အောက်ကနေသွားတာဖြစ်ပါတယ်။မနက်ဖြန်ကျင်းပသွားမယ့်ပွဲစဉ်မှာ The Inner Circle ခေါင်းစဉ်အောက်က၄ပွဲနဲ့ One Friday Fight 154ခေါင်းစဉ်အောက်က9ပွဲထိထိုးသက်သွားမှာဖြစ်ပါတယ်။အစောပိုင်းကျင်းပမယ့် The Inner Circle ပြိုင်ပွဲကြီးကိုတော့ One Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေတိုက်ရိုက်ထုတ်လွှင့်ပြသတာမျိုးမရှိဘဲအခါပေးရုပ်သံလိုင်းတွေကနေကြီးကြရတာဖြစ်ပါတယ်။ပထမပိုင်းပွဲစဉ်တွေကိုမြန်မာစံတော်ချိန်ည6နာရီကနေစတင်ကျင်းပတာဖြစ်ပြီးဒုတိယပိုင်းခေါင်းစဉ်အောက်ကပွဲစဉ်တွေကိုတော့မြန်မာစံတော်ချိန်ည8နာရီကနေစတင်ကျင်းပတာဖြစ်ပါတယ်။ဒီတစ်ပတ်ကျင်းပမဲ့ One Friday Fight 154ခေါင်းစဉ်အောက်မှာမြန်မာဖိုက်တာ2ပွဲထိပါဝင်နေတာလည်းဖြစ်ပါတယ်။မြန်မာဖိုက်တာထုံးမင်းနိုင်နဲ့စပိန်ဖိုက်တာတို့ရဲ့ Flyweight မွေထိုင်းပွဲစဉ်ကြီးပါဝင်နေသလို One Championship မှာပထမဦးဆုံးပွဲဥထွက်ထိုးသက်မဲ့အောင်ထွန်းပုံနဲ့ထိုင်းဖိုက်တာတို့ရဲ့ Underweight မွေထိုင်းပွဲစဉ်ကိုလည်းကြီးကြရမှာဖြစ်ပါတယ်။ One Championship မှာမြန်မာဖိုက်တာတွေရလက်ဆိုးဝါးနေမှုကိုမနက်ဖြန်မှာထိုးသက်သွားမဲ့ထွန်းမင်းနိုင်နဲ့အောင်ထွန်းဘိုတို့ကအဆိုပါရလက်တွေကိုခြေဖြတ်ပြသွားနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။မနက်ဖြန်မေလ15ရက်တောက်ကြညမြန်မာစံတော်ချိန်ညနေ6နာရီကနေစတင်ကျင်းပမယ် The Inner Circle ပြိုင်ပွဲကြီးမှာတော့ပြည်သက်တွေမျှော်လင့်တကြီးစောင့်မျှော်ခဲ့ကြရတဲ့စီနီကောနဘန်ဖိုက်တာကြီးရူရူအူမာကိန်းနဲ့ရုရှားသားကြီးအနာတိုလီမာလီခင်တို့ရဲ့ Heavyweight တန်းမကြေပွဲပွဲစဉ်ကြီးကိုကြီးကြရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကလက်ရှိ Heavyweight Champion ရူရူအူမာကိန်းစီကချန်ပီယံကပတ်ကိုရုရှားသားကြီးမာလီခင်ကစိန်ခေါ်ထိုးသက်သွားမှာဖြစ်ပါတယ်။ဖိုက်တာနှစ်ယောက်လုံးကသတ်မှတ်ဝိတ်အတွင်းအသီးသီးဝင်ရောက်နိုင်ခဲ့ကြတာဖြစ်လို့ပွဲထိုးဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။အသက်38နှစ်အရွယ်မာလီခင်ကအသက်34နှစ်အရွယ်ရူရူအူမာကိန်းကိုပထမပွဲစဉ်ကအတွေ့အကြုံတွေနဲ့ဘယ်လိုပုံစံမျိုးဆက်လက်ရင်ဆိုင်သွားမလဲဆိုတာစောင့်မျှော်အားပေးကြရမှာပါဒီပွဲစဉ်ကြီးအတွက်ရူရူအူမာကိန်းကတော့မာလီခင်ကိုတတိယချီမှာအမောက်သိပ်ပြမယ်လို့ပြောလာပြီးမာလီခင်နေနဲ့လည်းသူ့ရဲ့လက်သီးချက်တွေနဲ့ရူရူအူမာကိန်းကိုပွဲသိမ်းပြနိုင်တယ်လို့အပြန်အလှန်ပြောဆိုထားကြတာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲစဉ်ကြီးကပေးသက်တွေလက်မလွတ်တန်းစောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်ရှိနေပါကြောင်းပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပါစေဗျာကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ